လောကဒဏ်ကိုရင်ဆိုင်နိုင်မှအရာရာကိုအောင်မြင်မှုရမှာလူလေးဆရာကြီးဟာမောင်ပွင့်ကိုစုံမပြီးတစ်တာကိုဖွင့်တဲ့အခါတစ်တာတွေကငပြောသည့်ထဲမပုတ်တော့ပဲပကတိတန်ရှိနေပါတယ်ငွေများလဲတိုးပွားလာတာတွေ့ရပါတယ်ဆရာကြီးဦးအေးဟာမောင်ပွင့်ကိုစေးပညာမွေးပညာအင်းပညာစမပညာလောကီပညာအစရှိတဲ့ခန္ဓာရည်ဝိဇ္ဇာတက်ပညာတွေကိုသင်ကြားပါတယ်မောင်ပွင့်ကလည်းပါရမီရှိသူစ조사သူဖြစ်တဲ့အတွက်ဆရာကြီးသင်ကြားသမျှပညာရက်တွေကိုကောင်းကောင်းတက်မြောက်ပါတယ်ဆရာကြီးလည်းမောင်ပွင့်နဲ့အတူလင်လာခဲ့ပြီးတော့9နှစ်ခန့်ကြာတဲ့အခါမှာအိမ်ကအစအနာတော်မချမ်းပဲနဲ့ပျောက်သွားပါတော့တယ်ဆရာကြီးမရှိတဲ့နောက်မောင်ပွင့်ဟာတန်ရုံးစင်ကြီးမားလာတဲ့ဆရာကြီးရဲ့တရင်ကိုစုံစမ်းပြီးလဲလှယ်ရှာဖွေပါတယ်ပျောက်သောသူရှာရင်တွေ့တတ်ပေမဲ့ဆရာကြီးကိုတော့မောင်ပွင့်မတွေ့တော့ပါဘူးဆရာကြီးအိမ်မထွက်ခွာပြီးတစ်နှစ်ခန့်အကြာမှာတော့အသက်80ကျော်အရွယ်ရှိတဲ့ရသေးကြီးတစ်ပါးကြုံမငဲ့ရွာကိုရောက်လာပါတယ်ရသေးကြီးဟာပေရင်ညစ်ပတ်နေတဲ့တစ်ခေါက်ဆိုသင်္ကန်းကိုဝေးယုံထားပါတယ်ဥကောင်းတက်ရှိတောက်ချာကလည်းအယောင်မိန်ဟောင်းနှံ့နေပါတယ်လူအများကအယိုးကြီးလို့သမုတ်ခေါ်ရင်ခံရလောက်အောင်အကြည့်ရဆိုပါတယ်ရသေးကြီးဟာမောင်ပွင့်ရဲ့အိမ်ကိုရောက်လာပါတယ်မောင်ပွင့်ကိုတွေ့တဲ့အခါဆရာအေးရဲ့တပည့်မောင်ပွင့်ဆိုတာမေးလောက်ကွာလို့မေးပါတယ်ဟုတ်ပါတယ်ဘာရသေးအေးမင်းဆရာအေးကငါနဲ့ရင်းချတဲ့မိတ်ဆွေကွဆရာအေးတပည့်ဆိုတော့မင်းဟာငါတပည့်လည်းဖြစ်တယ်ဒါကြောင့်ငါမင်းအိမ်မှာနေမယ်တားရဲ့ဆရာကိုရှာမတွေ့တာအတော်ပါပဲဆရာအစားရတာပေါ့ဘာရသေးဒီမှာနေကျင်တဲ့လောက်နေနိုင်ပါတယ်လို့မောင်ပွင့်ကပြောပါတယ်အဲ့ဒီချိန်ကစပြီးရသေးကြီးဟာမောင်ပွင့်အိမ်မှာပဲတည်င်းသုံးနေထိုင်ပါတယ်ရသေးကြီးရဲ့နာမည်ဟာဆရာပြူးဖြစ်ပါတယ်ရွာသူရွာသားတွေကတော့ရသေးအယူလို့တင်ထင်မှတ်ကြပါတယ်ရသေးကြီးဟာရံဖန်ရံခါတော်တဲ့ကိုလက်ပတ်သွားလာအစိပ်ပြင်းထန်တဲ့မိုးတွေကိုကပိုက်ပိုက်ထည့်ပြီးယူလာပါတယ်ဒီနေ့မောင်ပွင့်ထမင်းစားနေတော့ရသေးကြီးဟာတတွေးတွေချောတွေကိုထမင်းမကန်ဟင်းမကန်နဲ့ထိုးထက်ပါတယ်မောင်ပွင့်ကစိတ်ဆိုးမှန်ဆိုနဲ့ဘာရသေးဘလို့လုံးလိုက်တာလဲဗျာလို့မေးတဲ့အခါရသေးကြီးကအေးမင်းစားကြတာမစားကြနေဘောကွာလို့ပြန်ပြောပါတယ်မောင်ပွင့်ကလည်းဖြစ်ချင်အားဖြစ်လူပေးလူတွေလှုပ်လာတဲ့စိတ်ကလည်းရှိရသေးကြီးထွေးထားတဲ့ထမင်းဟင်းတွေကိုမယုံမရှာပြောင်းအောင်စားပလိုက်ပါတယ်ဒီနေ့မှလည်းမောင်ပွင့်ထမင်းစားနေတော့ရသေးကြီးကနှက်တွေညစ်ပြီးထမင်းပကံဟင်းပကံနဲ့ထည့်ပါတယ်မောင်ပွင့်ကတော့ဘာမှမပြောဘဲနဲ့ကိုအောင်စားပါတယ်ရသေးကြီးဟာဒီလိုညစ်ပတ်တဲ့အမူအရာတွေကိုပြုလုပ်တတ်ပါတယ်ရသေးကြီးဟာမောင်ပွင့်အိမ်မှာသတင်းသုံးတဲ့အခါတစ်နှစ်ခန့်ပဲကြာပါပြီဒီနေ့မှတော့ရသေးကြီးကမောင်ပွင့်မင်းဟာဆရာတဲကြီးကိုအထူးခံနိုင်တဲ့တတိလည်းရှိတယ်ဆရာကိုလည်းချစ်ကြောက်ယူသေးတယ်မင်းဟာတပည့်ကုန်းတစ်ယောက်ဖြစ်လို့ဆရာမင်းကိုယုံကြည်စိတ်ချတယ်လို့ပြောတဲ့အခါအဘရာဒါတွေလာပြောမနေပါနဲ့အဘကိုသာယုံကြည်လေးစားချစ်ခင်မိသားပါအကြောင်းရှိလို့ပြောနေတာတပည့်ရဆရာအညာရက်ထာနေပကံကိုသွားမယ်မင်းမကြောက်ရင်လိုက်လာခဲ့ရမယ်ရသေးကြီးဟာမောင်ပွင့်ကိုမာဆရာရှိတာတွေမှာပြီးအိမ်ကနေထွက်သွားပါတော့တယ်ရသေးကြီးထွက်ပြီးမကြောက်ဘူးပါပဲမောင်ပွင့်ပကံကိုလိုက်လာပါတယ်ပကံကိုရောက်တဲ့အခါဆရာရသေးကြီးချိန်ထားတဲ့နေရာသွားပါတယ်မောင်ပွင့်ဟိုကြီးဒီကြီးနဲ့ကြည့်နေတော့မှာပဲလူလေးဒီကိုလာလို့ရသေးကြီးကလိုက်ရက်ခေါ်ပါတယ်လူလေးမင်းဒီနေ့လာမှသိလို့ထွက်ဆောင်နေတာကွာတို့ဒီကလည်းခီးဆက်ရမယ်ဘယ်ကိုတော့မှလဲဗျဒီပကံမြစ်တစ်ဖက်ကခံရွံ့မှရှိတဲ့တစ်တောင်ရောင်ကိုသွားမှာဆရာတပည့်နှစ်ယောက်တစ်တောင်ရွာကိုနောက်ဝင်ဝင်အရောက်သွားပါတယ်တစ်တောင်ရွာအနီးရောက်တဲ့အခါဖះငါးစုတွေ့ရပါတယ်ဖះငါးစုဟာတက်ပယ်လာပါတယ်ဖះတစ်စောင်းထဲမှာတရွက်6တွေပြန်ကျင်နေပါတယ်ရသေးကြီးကလူလေးရေအဘတို့ဒီဖះမှာပဲနေကြမယ်ဟုတ်အဘလို့ပြောပြီးတော့ပါလာတဲ့အထုပ်ကိုချပါတယ်အဲဒီနောက်ဖះတစ်စောင်းအတွင်းရှိတရွက်6နဲ့အမှိုက်တွေကိုရှင်းပါတယ်ဖះငါးစုအနီးမှာစမ်းကြောင်းလေးရှိပါတယ်တအုပ်တော်တော်လေးမှာစီးစင်းလာတဲ့စမ်းကြောင်းလေးပါစိတ်ဆင်းရည်တို့ကြည်လင်အေးမြလာပါလေစမ်းကြောင်းလေးထဲမှာလည်းငါးကလေးတွေကကူးခတ်ပျော်ပါလို့နောက်ပြီးတော့စမ်းကြောင်းလေးတစ်ချောင်းမှာရှိတဲ့ခြုံပုံလေးတွေဒီမှာလည်းတော်ပန်းကလေးတွေကပွင့်နေပါတယ်တတောင်ရွာနီဖះငါးစုဟာလည်းသူတော်စင်တို့တရားဘာဝနာအားထုတ်ဖို့ကောင်းတဲ့ချမ်းမြေ့တဲ့နေရာလေးဖြစ်နေပါတယ်စမ်းကြောင်းလေးကလည်းအသစ်နဲ့ပန်နိုင်ရလာပါတယ်ဘာရသည်နဲ့မောင်ပွင့်ဟာဖះငါးစုမှာသတင်းသီလာစောက်တီလောကီပညာတွေအားထုတ်ပါတယ်ဒိဋ္ဌံဝင်သီလစောက်တီကသမထဘာဝနာပေါ်များပါတယ်လောကီပညာကိုအားထုတ်လေ့လာခဲ့ရဒိဋ္ဌံရက်စေးလာပါတယ်ဒီနေ့နဲ့လူလေးအဖမှာအရေးကြီးဆုံးချိန်ရောက်လာပြီဘာတွေလဲအဖရဲ့ဒီလိုလူလေးကဇာတိကြောင့်လူဘဝခန္ဓာကြီးရလာတယ်ဇာတိဆိုတာခန္ဓာဖြစ်မှုပေါ့ဇာတိရှိတော့ဇေယျလည်းရှိတယ်ဇေယျဆိုတာအိုမင်းရင့်ရုံမှုပေါ့ဇေယျနောက်ကမာရဏလိုက်လာတယ်မာရဏဆိုတာပြတ်မှုပဲတနည်းပြောရရင်တော့တေခြင်းတရားပေါ့ကွာ
လူတိုင်းဇာတိစရာမရဏတရားတွေကနေပြေးလို့မလွတ်ဘူးနိဗ္ဗာန်မရမချင်းတန်တရားလဲနေရတာအဲ့ဒါနဲ့အဘအရေးကြီးတာနဲ့ဘာဆိုင်လို့လဲဘာရဆိုသူ့အဘကအိုမင်းလို့မာယနာပြတ်မှုကနီးကပ်လာပြီးဒီတော့အဘကခန္ဓာဟောင်းကိုမချစ်မတွေ့တော့ပဲခန္ဓာအသစ်လုံးမယ်အဘရဲ့ရုပ်အဟောင်းကိုနှုတ်ပြောင်းမယ်တတကိုးနဲ့အမှတ်တစ်မျိုးမတွေ့မယွင်းရအောင်သေခြင်းလို့ခေါ်တဲ့သမုတ်တိမရဏဓာတ်နဲ့အဘခန္ဓာကိုယ်ကိုအစားတမယ်လူလေမင်းအဘပြောတာလေတည်တည်ချာချာမှတ်ထားနော်ဟုတ်ပြောပါအဘအေးငါသားကိုအဘစိတ်ချမယ်အဲ့ဒီလိုပြောပြီးရသေးကြီးဟာမောင်ပွင့်ကိုဆက်လက်မှာကြပါတယ်အဘရဲ့ရုပ်ကလပ်ကိုလုံခြုံတဲ့တစ်တာထဲမှာဒီဆေးသုံးလုံးနဲ့အတူထက်လုံအောင်ပိတ်ထားပြီးရင်တောတဲ့တဲမြေထဲမှာထားမယ်တစ်တာကိုအစင်ပြေမဲ့နေရာမှာတေချာထားလူလေးကတလားကြောင်ဆောင်ပြီးနော်ငါကိုပြပြီးဘဲမှမသွားနဲ့သွားရင်ငါခန္ဓာပြပြီးသေလိမ့်မယ်အဘအပေါ်မှာမေတ္တာကရုဏာထားဆရာတော်တသွင်းဖခင်လို့တသွဲမိခင်လို့တဝအမျက်တနှုတ်ထားစောင်းရှောက်ခြင်းရပါအဘအသက်ကိုလူလေးလက်ထဲမှာအပ်ခဲ့တယ်အဖြက်တွေကများမယ်လူလေးကြားကားလိုက်လို့စင်မိုက်ကထိုးမဟန်နေလာရင်လဲမပြေးနဲ့နော်ပြုတ်ကညာလေးတွေကကမာစတိနဲ့စိတ်ရှိတိုင်းလူလေးကိုပေါင်းမယ်လို့ဥကောင်းကြောသက်ပြောလိုက်ရင်လည်းမပါလိုက်နဲ့မာယာတကိုအမျိုးမျိုးနဲ့ဖြတ်လာကြလိမ့်မယ်အဖြတ်မရှောင်ရောင်းတောင်းအထင်မှာငါသားအဖြစ်ပြုမိရင်တော့အဘဆုံးသွားလိမ့်မယ်တလောက်မစေခင်လဲတစ်တာမဖွင့်နဲ့ဖွင့်ရင်အဘမုတ်ချခန္ဓာပြက်ပြီးမထူနိုင်ပဲနဲ့မခိုင်ညှိုးနှွမ်းအသေးဆန်းနဲ့တည်လိမ့်မယ်အဘပေါ်မေတ္တာထားဖခင်ချင်းတို့တနာမှအဘဒုက္ခချမ်းသာရလိမ့်မယ်တားရဲ့ကျေးဇူးကုန်ထုကိုအဘဆက်မှာပါဆရာအေးနဲ့အဘသင်ထားတဲ့ပညာတွေကိုစူးစမ်းအားထုတ်ပြီးအဘလိုပေါင်းမြောက်အောင်လုပ်ကွာနော်အဘနောက်ကိုလိုက်ခဲ့အရိမေတ္တဖျားရှင်ဂန်ကောပလင်ထက်မှာပွင့်တဲ့အခါတားနဲ့အဘအတူတကွဖူးမြော်ကြည်ညိုကြမယ်ရသေးကြီးဟာတပည့်မောင်ပွင့်ကိုပြောဆိုမှားထားတင် जा ဆုံးမှပြီးမကြမီပါပဲတစုံတစ်ခုသောယောဂဝေဒနာမရှိဘဲနဲ့အိပ်ပျော်သလိုဖြစ်ပြီးထွက်လေဝင်လေချုပ်သွားပါတော့တယ်တစ်တော်ရောကလူတွေကဟဲ့ဖះငါးစုကရသေးကြီးပြန်တော်မူပြီးမင်းတို့သိကြရဲ့လားလို့တယောက်တစ်ပေါက်ပြောပြီးတရွာလုံးအုပ်ချစ်ချစ်ဖြစ်ပါတယ်ရသေးကြီးသိပြီးဆိုတော့ကောလာဟာလာဖြစ်ပြီးတော့မကြမီမောင်ပွင့်ဟာခိုင်ခန့်တဲ့အခေါင်းပုံတစ်တာတော်အမြင်လောက်ပါတယ်ပြီးရင်ဆရာရဲ့တည့်ရဲ့ရုပ်လောင်းကိုတစ်တာနဲ့ထည့်ပါတယ်စေးလုံးသုံးလုံးကိုလက်ကိုက်ပွားနဲ့ထုတ်ဥကောင်းပေါ်မှာထားပါတယ်တစ်တာကိုလုံးအောင်သေချာပိတ်ပါတယ်အဲ့ဒီနောက်မောင်ပွင့်ဟာတစ်တာကိုတစ်တောင်းရွာနဲ့အတော်လှမ်းဝေးတဲ့တောတန်းတစ်ခုကိုတည်ဆောင်သွားပါတယ်မောင်ပွင့်တောတန်းအပိုင်းကိုရောက်လျင်စမ်းကြောင်းလေးနဲ့စိန်ဆန်းရီအိုင်ကိုတွေ့ရပါတယ်စမ်းကြောင်းလေးရှိတဲ့တောင်ပေါ်တစ်ခုကြာမြင်းကြီးနေရာလို့တွေ့တဲ့အခါတစ်တာကိုဒီနေရာထားရင်ကောင်းမယ်လို့တွေးပြီးတစ်တာကိုနေရာတကျထားလိုက်ပါတယ်ပြီးတဲ့အခါမောင်ပွင့်စမ်းကြောင်းထဲမှာလက်ဆေးမျက်နှာသက်စမ်းရင်ကိုတဝါတောက်လိုက်ပါတယ်ရှင်ထဲမှာအမောကိုပြေးလို့အဲ့ဒီမှာပဲတောလန်းလေးအတွင်းတရိပ်ဝါရဲတွေကြောင့်နေမဝင်မိပါပဲမောင်ကြီးပြုံးလာပါပြီမောင်ပွင့်တယောက်ဆရာအနာကနေမခွာပဲစောင့်နေပါတယ်တဖြည်းဖြည်းနဲ့ညင်းတဲ့တကောင်ရောက်လာပါတယ်လာကမသားကျေအောင်တွေကလည်းမှုံဝါးဝါးနဲ့ညင်းငှက်အော်တန်ချီဟောက်တန်တွေကြားနေရပါတယ်ရုတ်တရက်သစ်ပင်ဝါပင်တွေထိပ်ပတ်ကောင်းခင်မှာလေပြင်းတွေတိုက်ပြီးတဝေါဝေါအတန်တွေတရောတစ်ခုလုံးမြည်ဟိမ့်သွားပါတယ်သစ်ပင်ဝါပင်တွေအောက်ချီမှာတော့လေးငိမ့်နေပါတယ်စိတ်ထဲမှာတော့မောင်ပွင့်တွေးလိုက်ပါတယ်ဒါတောချောက်တာဖြစ်မယ်အဲ့ဒီလိုတွေးရင်ဆရာရုပ်အလောင်းရှိရတစ်တာပင်မှာတတိကြီးစွာစောင့်ကြပါတယ်နိုင်ဝက်ခန့်ကြာမှာမြည်ဟိမ့်တဲ့တွေပျောက်ွယ်ပြီးတနေ့ညနေခင်းကြားကြီးတစ်ကောင်စမ်းချောင်းမှာရှိလာတော့ပါတယ်ကြားကြီးရဲ့ကိုယ်လုံးမှာရွှေရွာရောက်အမွှေးစင်းချောင်းတွေလှမှလှကြားကြီးရေတော်ပြီးမှမောင်ပွင့်ကိုစိုက်ကြည့်နေပါတယ်မောင်ပွင့်နဲ့ကြားကြီးအချစ်ရင်ဆုံးနေပါပြီမောင်ပွင့်ကတော့အနားမှာရှိတဲ့ဝင်းတုံးနဲ့ဝလုံးကြောက်တစ်ခုပေါ်ကိုဇက်တက်ရဲတဲ့အခါဒုတ်ဒုတ်ဒုတ်ဆိုတဲ့အတန်လေးညံပြီးကြားကြီးထိတ်လက်နှောင်ချုံပြစ်ပြီးတောတွင်ထွက်ပြေးသွားပါတော့တယ်မောင်ပွင့်ဟာဆရာအနာကတဖွာမှမခွာဆောင်းချောင်းလိုက်ရမှာစားမှုတောက်မှုတည်းမပူရပါဘူးထမင်းစားကန်ဒီမှာအငွေ့တစ်ထောင်ထောင်ထွက်နေတဲ့ထမင်းဟင်းတွေဟာထမင်းအုပ်လေးစဉ်ရှိနေပါလေဒီနေ့မောင်ပွင့်ထမင်းစားနေတော့မလန့်မကန့်မှာပေါင်လုံးလောက်ရှိတဲ့စပကြီးမူကြီးဟာထလာပြီးမောင်ပွင့်ကိုကြည့်နေပါတယ်မောင်ပွင့်ကဟေးငါ့ကိုလာမညှို့နဲ့ငါမန်နေယူပြီးချုပ်လိုက်ရင်မင်းမလုံနိုင်ပဲဖြစ်လိမ့်မယ်တွားတွားလို့ပြောတဲ့အခါအနီးရှိလက်တော့ပေါ်ကိုလုံးခွဲပြီးမွေကြီးကိုပြစ်ပေါက်လိုက်ပါတယ်မွေကြီးလည်းဝယုံတော့ကိုဝေါကနေထွက်သွားတယ်မောင်ပွင့်တယောက်ဆရာအလောင်းကိုတက်ဆွန့်ကြိုးပန်းဆောက်